Manchester United ကိုပြန်ကြည့်မယ်ဆိုရင်တော့အကောင်းဘက်ကိုပို့ပြီးတော့လာနေတဲ့ပုံစံကိုမြင်ရတယ်ဒါပေမဲ့အတောင်းမကျသေးတဲ့ဟာတွေကတော့ရှိမှာပဲ Arne Slot ကပြီးခဲ့တဲ့ရာသီမှာပထမဆုံးရောက်လာပြီးတော့အမပေးဖလားယူပေးသွားတယ်ဆိုပေမဲ့ဒီရာသီမှာဒါအပြောင်းလဲတွေအများကြီးလှုပ်ထားတယ် Chelsea ကိုခံစစ်လုံအောင်လုပ်ဖို့ဆိုတာနီးပြအဆက်ဆက်တိုင်းမှာအဆင်မပြေခဲ့ကြအခုတစ်ခါဒါထပ်ပြီးတော့ဆွေးနွေးရှင်တဲ့အကြောင်းအရာပါရှိလဲဆိုတော့ Premier League အသင်းတွေရဲ့ဥရောပဝင်ခွင့်အနေအထားပေါ့လေ Champions League ဝင်ခွင့်အတွက်ဆိုလို့ရှိရင်လည်း Man U ရဲ့ Aston Villa ရဲ့ Liverpool Chelsea ရဲ့ကအားလုံးမျှော်လင့်ချက်ကရှိနေတော့မယ်ဒါပေမဲ့ဒီတစ်ပတ်မှာဆိုရင် United ကရှေ့လျှော်ခဲ့ပေမဲ့ Liverpool နဲ့ Chelsea ရဲ့လည်းနောက်ရက်မှာလိုက်ရှုံးတာမျိုးရှိတယ်ပေါ့နော်ဆိုတော့ဒီ Man U ပွဲအကြောင်းကိုအရင်ပြောမယ်ဆိုလို့ရှိရင်တို့ကဒါကျွန်တော်တို့ဘုံမောက်ကိုအဝေးကွင်းမှာတည်ကြသွားတယ်ဒီပွဲနဲ့ပတ်သက်ပြီးတော့လည်းဒါအခုမှပြောစရာတွေအများကြီးရှိမှထင်ပါတယ်ကျွန်တော်တို့ဒိုင်လူကြီးနဲ့ပတ်သက်ပြီးပဲပြောရမယ်နဲ့တူတယ်เนาะဒါ penalty ကိစ္စကတော့ပြီးခဲ့ပြီပေါ့လေเนาะဒါပေမဲ့လည်းပြောစရာတွေကတော့အများကြီးပဲသူ့ဘက်ကကြည့်လဲမှန်တယ်ကိုယ့်ဘက်ကကြည့်လဲမှန်တယ်ကွင်းတစ်ကွင်းလုံးမှာခောကြတာဒိုင်လူကြီးသူပေးရင်ဖြစ်တယ်သူမပေးရင်မဖြစ်ဘူးအဲ့တော့စီးမြင်းပေါင်တွေကအတိုင်းသွားမယ်ဆိုလို့ရှိရင်ပထမဆုံးကျွန်တော်ဒီဟာလိုဖြစ်သွားတဲ့အနေအထားကတော့ဒါပြီးမှပြောသွားတဲ့စကားတွေမဟုတ်เนาะဒါပြည်သက်တွေကြားထဲမှာလည်းသိပြီးသား soft ဖြစ်တယ်ပေါ့เนาะဒါတွန်းလိုက်တာကတော့တွန်းလိုက်တာပဲဒါပေမဲ့ဒါဂိုးဖြစ်ပြောင်းလဲသွားနိုင်မဲ့လမ်းကြောင်းပေါ်မှာမရှိဘူးဆိုပြီးတော့ဒါ VR ဘက်ကဒိုင်လူကြီးတွေဘက်ကသုံးသပ်ကြတယ်ဒါပေမဲ့ဒုတိယအနေထားပေါ့မကွိုင်းယာကိစ္စမှာကြတော့ရောအဲ့ဒါလည်းစဉ်းစားစရာလေးဖြစ်လာတယ်เนาะပြည်သက်ကတော့သူ့ဘက်ကိုယ့်ဘက်ရှိတယ်နီးစနစ်ပိုင်းဆိုင်ရာဝေဖန်သုံးသပ်သူတွေဘက်ကလည်းသူ့ဘက်ကိုယ့်ဘက်ရှိတာပဲအမြင်မတူကြဘူးကျွန်တော်အနေထားရဆိုလို့ရှိရင်တော့ပထမဆုံးဒီဟာလိုဖြစ်တဲ့အနေထားကလည်း soft ဖြစ်တယ်ဆိုပေမဲ့ဒါလည်း penalty ပဲဗျပေးရင်လည်းရတယ်ဒါပေမဲ့ဒိုင်လူကြီးကမပေးခဲ့ဘူးဟို penalty နှလုံးဆက်တိုက်ပေးတယ်လို့ဖြစ်သွားမှာ penalty နှလုံးဆက်တိုက်ပေးတယ်လို့ဖြစ်သွားမှာရဲ့နောက်တစ်ခုကပထမဆုံး penalty ပေးရမယ့်အနေထားမျိုးပေါ့နော်ထားပေါ့လေဒါဒိုင်လူကြီးပေါ်မှာပဲမူတည်ပါတယ်ကျွန်တော်တို့အမြင်ရဆိုရင်50-50ဆိုပေမဲ့ကျွန်တော်ကတော့ဒါကျွန်တော် personally ရဆိုရင်တော့ပေးလို့ရတယ်ပေါ့ဒါပေမဲ့ဒါကတော့ကျွန်တော်ကဝေဖန်သုံးသပ်သူဘက်ကနေကျွန်တော်ကမြင်တာပေါ့နော်ဒိုင်လူကြီးကတော့ကွင်းထဲမှာသူ့ရဲ့စီးတွေကန်းတွေအဲ့ဒီတွေကဆုံးဖြတ်တာဆိုတော့ဒီဘိုင်းပေါ်မှာတော့ဒါဒိုင်လူကြီးရဲ့တာဝန်ခံမှုပေါ်မှာမူတည်တယ်ဒုတိယတလုံးမကွိုင်းရအလုံးကလည်းဒီပုံစံပဲဒီအနေထားပဲဒါပေမဲ့ penalty ပေးလိုက်တဲ့အပြင်ဒါဘယ်လိုပြောမလဲအနိကပါဓာတ်ရိုက်ကိုထုတ်ပြီးပြလိုက်တဲ့ဟာကတော့ပို့ပြီးတော့ပြောစရာဖြစ်သွားပြောစရာဖြစ်တယ်ပေါ့နော်အများကြီးပါပဲဝေဖန်သုံးသပ်တဲ့အပေါ်မှာပလေးပိုင်းရကြည့်မယ်ဆိုလို့ရှိရင်တော့အားလုံးကတော့ခြေကုန်လက်ကုန်ပဲဘုံမောက်ဒီအသင်းကြီးတွေနဲ့တွေ့လို့ရှိရင် Man City ကိုMan U ကိုအခက်တွေ့အောင်လုပ်တတ်တယ်လို့ကျန်တဲ့အသင်းကြီးတွေကိုလည်းအခက်တွေ့အောင်လုပ်တတ်တယ်ဒါကိုတော့ကျွန်တော်တို့မေ့ထားလို့မရဘူး Manchester United ကိုပြန်ကြည့်မယ်ဆိုရင်တော့အကောင်းဘက်ကိုပို့ပြီးတော့လာနေတဲ့ပုံစံကိုမြင်ရတယ်ဒါပေမဲ့အတောင်းမကျသေးတဲ့ဟာတွေကတော့ရှိမှာပဲဒါတည်ကြသွားတာကတော့ Manchester United အတွက်ကတော့ဘာပဲဖြစ်ဖြစ် fair တော့ဖြစ်တယ်မကောင်းတာတစ်ချက်ကတော့ penalty ကိစ္စမှာပြည်သက်တွေဘက်ကပြန်ကြည့်ရင်ဝေဖန်တန်တွေမြင့်နေပေါ့ဒါပါပဲ Premier League ဆိုတာကတော့ပြည်သက်ကို click ဖြစ်အောင်လုပ်မယ်စိတ်ထဲမှာမယိုးမရွဖြစ်အောင်လုပ်မယ်ဆိုတဲ့အနေအထားတွေကအပတ်စဉ်တိုင်းမှာကျွန်တော်တို့မြင်နေရမယ်တစ်ဆက်တည်းပြောရမယ်ဆိုလို့ရှိရင်တော့ဒါခုနကကိုချမ်းပြောသလိုပဲ Everton Chelsea ကိုပြတ်နိုင်သွားတယ်နောက်ပြီးတော့ Liverpool ရှုံးတယ်ဒီရှုံးတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် Chelsea ဆိုလို့ရှိရင်ကိုကြည့်နေတယ်မချီတင်ခဲ့တယ် Champions League မှာလည်းသူတို့ကအချက်တစ်ပွဲရှစ်ဂိုးအထိပေးပြီးတော့ရှုံးလာပြီးတဲ့နောက်မှာဒီပွဲဆိုတာဒါပါမန်အနေထားမျိုးဆိုလို့ရှိရင် Premier League မှာနိုင်ပွဲတစ်ပွဲနဲ့ပရိသတ်ကိုစိတ်ကြော်ပြမှုပြန်ပေးရမယ့်အနေထားဒါပေမဲ့သူတို့က Everton ကိုဂိုးပြတ်ပြန်ပြီးတော့ရှုံးသွားတယ်ဆိုတော့ဒီ Rosinia ရဲ့အနေထားရောဒီ PR တွေအောက်မှာတော်တော်လေးပြန်ရောက်သွားတယ်လို့ပြောရမှာပေါ့ကိုနီးပြသစ်တွေ Chelsea ရောက်လာလို့ရှိရင်ခံစားရတဲ့ပြဿနာအဲ့ဒါပဲဗျဒါကျွန်တော်တို့အစင်ဆက်ဆိုလို့ရှိရင် Good Hitting လက်ထက်ကလွဲလို့ပေါ့နော် Good Hitting လက်ထက်ကလွဲလို့ရှိရင်ဒါကြံတဲ့နီးပြတွေလက်ထက်မှာပို့ပြီးတော့ရုံးရတဲ့အပိုင်းတွေမြင်ရတယ်Ancelotti လည်းဒီတိုင်းပဲရုံးခဲ့ရတဲ့အပိုင်းတွေရှိတယ်။ဘာကြောင့်လဲဆိုတော့ Chelsea ကိုခံစစ်လုံအောင်လုပ်ဖို့ဆိုတာနီးပြအဆက်ဆက်တိုင်းမှာအဆင်မပြေခဲ့ကြဘူး။အခုလက်ရှိ Chelsea ရဲ့ခံစစ်တန်းကိုကြည့်ရင်လည်းကျွန်တော်တို့ class တွေနဲ့ခွဲမယ်ဆိုလို့ရှိရင် B class C class တွေနဲ့တွဲထားတဲ့ခံစစ်တွေဒီခံစစ်တွေနဲ့ပဲသွားတယ်လူပြောင်းလဲတအားလှုပ်လုံးတယ် Rosinia ကလည်းလူငယ်နီးပြဖြစ်တယ်တိုက်စစ်ကိုပိုဦးစားပေးတယ်ကျွန်တော်တို့ကြည့်ခဲ့ရတဲ့ထားပါလေဒါသူအရင်ပြင်သစ်လိတွေမှာကင်ခဲ့တဲ့အနေထားတွေနဲ့ဒီအနေထားနဲ့ကွာဟမှုတွေရှိတယ်သူစမ်းသပ်မှုတွေရှိတယ်ဒါကြောင့်လည်းပဲသူဘလို့မှရင်ဆိုင်လို့မရခဲ့တဲ့ PSG ဒါပြင်သစ်လီဂူးမှာ Strasbourg နဲ့ဆုံခဲ့ရတဲ့အသင်း Chelsea နဲ့သူရှင်လို့မရခဲ့ဘူးနောက် Premier ကလည်းခက်ခဲကြမ်းတမ်းနေရင်ဆိုင်ရတာခက်တယ်လက်ရှိလူစင်းအခင်းချင်းက Chelsea အတွက်ကောင်းတယ်ဆိုပေမဲ့
တစ်ဖက်မှာရှိနေတဲ့ Everton ကအင်ရှင်လည်းဖြစ်တယ်နောက်ပြီးတော့သူတို့ဥရောပဝင်ခွင့်တနေရာစာဆိုတော့ Chelsea တဲ့ပို့ပြီးတော့စာလောင်တယ်အဲ့ဒါကြောင့်မလို့အဆုံးဖြတ်တွေမှာကြီးလိုက်တဲ့အခါကျရင် Everton သွင်းသွားတဲ့ဂိုးတွေအကုန်လုံးက Chelsea ရဲ့ consistent error ဒီဘိုခန်းစစ်သမား2ယောက်ဂျားကအမားတွေကနေပဲတောက်လျှောက်ဘောလုံးတွေကတိုက်စစ်သမားစီရောက်ပြီးတော့လွတ်ကျွတ်တွေပေးလိုက်ရတာဟုတ်အကိုပြောသလိုမျိုးပေါ့လေခုနကဒီအကိုက Chelsea ရဲ့ခံစစ်က Class B နဲ့ C ရောထားတယ်လို့ဖြစ်တယ်ဆိုတော့ကျွန်တော်တို့လည်း Chelsea ရဲ့မာကြောမှုကိုစပြီးတော့ကြည့်ခဲ့ရတဲ့အချိန်တုန်းက Terry တို့ Carvalho တို့ကိုမြင်ခဲ့ရတဲ့အချိန်မှာဒီ PSG နဲ့ပွဲတုန်းကဆိုလို့ရှိရင်လည်း Chelsea ခံစစ်မှားသွားတဲ့အမှားမျိုးဆိုတာအော်ဒီလိုကစားသမားမျိုးက Chelsea ခံစစ်ကိုဥဆောင်နေတဲ့လူတွေပါလားဆိုပြီးတော့မြင်ရတဲ့အထိပေါ့နော်ဒါ Chelsea ကစားသမားအဆင့်အတန်းမှမဟုတ်တာဆိုတော့အနေအထားမျိုးတွေးရလောက်တဲ့အထိကိုညံ့ဖျင်းနေလို့ပြောရမှာပေါ့ညံ့ဖျင်းတယ်လို့တော့ကျွန်တော်မသုံးချင်ဘူးဗျကိုသိမ်းမလို့တော့မဟုတ်ဘူးပေါ့နော်လက်ရှိတွားနေတဲ့ပုံစံက policy အပြောင်းလဲပေါ့လေနော်ဒါ Guidin ပြီးတော့ထားပါလေ Abraham တို့ဘာလို့လက်ထက်မှာကစားသမားကောင်းတွေရှိလို့အဲ့ဒီ kit တစ်ခုမှာတော့ဟိုဖြတ်တန်းလို့ရခဲ့ကောင်းရခဲ့မယ်ပေါ့ဒါပေမဲ့ဒီဘက် kit မှာကြတော့ဒါကြည့်လိုက်ပြ Pedro ဘယ်ရောက်လာလဲအလဲလက်အသင်းကရောက်လာတယ်နော် Neto ဘယ်ရောက်လာလဲအလဲလက်အသင်းကရောက်လာတယ်တကယ် superstar ဒိတ်ကျဲကရောက်လာတဲ့ကစားသမားတွေတယောက်မှမရှိဘူးခေါ်ထားတာမရှိဘူးအကောင်းဆုံးလူတွေကိုမဖြည့်ဆည်းပေးနိုင်မနဲ့ရှိတဲ့အစုဖွဲ့လေးနဲ့တင့်တယ်အောင်ပဲကျွန်တော်တို့သွားနေရတာဒါတော့မှဒါကျွန်တော်တို့ကမ္ဘာအဆင့်တန်းဝင်ခဲ့တဲ့အနေထားပြန်ကြည့်ရင်ကွင်းလယ်မှာ Anzo တို့ Caicedo တို့ရလာတာဟိုဒါကျွန်တော်တို့အတွက်အကောင်းဆုံးလို့ပဲကျင်းနေစရာလို့ပဲပြောရမှာဒီလိုပုံစံအတိုင်းတော့ဆက်သွားလို့တော့မရဘူး Chelsea အနေနဲ့ခိုင်မာတဲ့ပုံစံကောင်းတစ်ခုကိုလုံးမရမယ်အခုဆိုလို့ရှိရင်ဒါညီလေးပြောသလိုပဲကျွန်တော်ဥရောပဝင်ခွင့် Champions League ပေါ့လေနော်ဟုတ်အခု Man U Villa Chelsea Liverpool နော်အောက်မှာဆိုလို့ရှိရင် Brentford ရှိမယ် Everton ရှိမယ်အဓိကအောက်နှစ်သင်းကတွန်းအားပေးတော့မှာဒီအောင်နှစ်သင်းရဲ့အနေထားကိုလည်းကျွန်တော်တို့သွားပြီးတော့မေ့ထားလို့မရဘူးအမှတ်ပေးစရာကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လေ Chelsea နဲ့ဆိုလို့ရှိရင် Brentford ကအမှတ်ကွာဟာတာ2မှတ်သူ့အောက်မှာရှိနေတဲ့ Everton နဲ့ပြန်ကြည့်ရင်လည်း2မှတ်ပဲအမြဲတမ်းတွန်းနေမဲ့အပတ်စဉ်တွေကလာတော့မယ်အခုပဲကြည့်ကစားရတာပွဲစဉ်31တပတ်နားမယ်အဲ့တပတ်အတွင်းမှာပြင်ဆင်မှုကောင်းကောင်းလုပ်နိုင်မှာလားဒါနီးပြ Rosinia အတွက်ကိုကျွန်တော်ကြည့်ရမှာစိန်ခေါ်မှုကြီးမားမယ်ဒါ Chelsea နဲ့ပဲပြောသေးတာเนาะတခြားတွေမပါသေးဘူးနောက်ပြီးတော့ဒဏ်ရာရပြီးပြန်လာမဲ့သူတွေအဲ့ဒါတွေလည်းရှိသေးတယ်ဆိုတော့ Chelsea အတွက်ကတော့တကယ်ကိုဘယ်လိုပြောရမလဲပွဲချက်တွေလည်းဖြတ်တန်းရအောင်မဲ့အနေထားရှိတယ်ဆိုတော့အမှတ်တွေကိုထပ်မစုဆောင်းနိုင်ရင်တော့မလွယ်ဘူး Chelsea ခြေစွမ်းမတည်ငြိမ်မှုကတော့ကျွန်တော်တို့အတွက်ဒီဟာဒီအဆုံးသက်တွေကတော့ရင်ခုန်စိတ်လှုပ်ရှားဖို့တော်တော်ကောင်းတယ်Pedroလည်းပွဲပန်းနေပြီကျွန်တော်ပြောတာရှိတယ်သူကိုမသွင်းနိုင်ရင်အဆင်မပြေတော့ဘူး Neto အားကိုးရမယ်အပိုင်းမှာလည်း Neto ကလည်းPedro မကောင်းရင် Neto ပါပြတ်တယ်ကိုပါမာလည်းမနစ်ကနဲ့မတူဘူးဟုတ်တယ်ကိုပါမာလည်း transfer ကိစ္စလှုပ်တဲ့ကသူ့ခြေစွမ်းကလုံးဝမငြိမ်တော့ဘူးလက်ရှိနီးပြနဲ့အဆင်မပြေဘူးဆိုတော့ပြောရမှာတော့နည်းနည်းခက်လှုပ်ပဲချက်စီကတော့ဒါတော်တော်လေးရုန်းကန်မဲ့အခြေအနေမှာရှိတယ်ပေါ့နော်သူ့လိုပဲဒါကျွန်တော်လီဗာပူးဆိုရင်လည်းစိတ်ဝင်စားတယ်အာနီစလော့ကပြီးခဲ့တဲ့ရာသီမှာပထမဆုံးရောက်လာပြီးတော့အမပိဖလားယူပေးသွားတယ်ဆိုပေမဲ့ဒီရာသီမှာဒါအပြောင်းလဲတွေအများကြီးလုပ်ထားတယ်တန်450လောက်တုံးထားတယ်အဲ့ဒီအပေါ်မှာဝေဖန်မှုတွေကို तू ကပြီးခဲ့တဲ့ရက်မှာဗာပြောလဲဆိုတော့ဒီလူတွေက450တုံးတာဒါပြောတာပေါ့နော်ကစားသမားပြန်ရောင်းတာနေဘယ်လောက်ရပြီးတော့ဒါ profit ဘယ်လောက်တုံးထားတယ်ဆိုတာသူတို့ကိုမကြည့်ဘူးပေါ့လေဆိုလိုတာကဒါကျွန်တော်မြင်တာတော့ तू ကသူ့ပေါ်ဝေဖန်မှုတွေကိုသူ့ကိုယ်သူကာဗာလုပ်ဖို့စ조사ရတယ်လို့ပဲထင်တယ်ပေါ့နော်ချန်ပီယံအသင်းတစ်သင်းရဲ့တည်ငြိမ်မှုမျိုးကိုကျွန်တော်မမြင်ရဘူးပေါ့ချန်ပီယံလိမှာဒီဂလာတာဆာရေးကို၄ဂိုးပြန်သွင်းပြီးတော့ပြန်လာနိုင်တယ်ဆိုပေမဲ့ဒီဘက်မှာ Brighton လို့အသင်းကိုရှုံးသွားတာကြတော့လီဗာပူးအတွက်ချန်ပီယံလိဝင်ခွင့်ကပို့ပြီးတော့သူလည်းဒီ Chelsea အလားတူပဲရုန်းကန်မဲ့အခြေအနေမှာရှိရပေါ့အမှန်ပဲအခုမှဒါ Anslot အတွက်တကယ်ကိုသူခြေသူ့လက်လောက်ရတယ်နှစ်ပေါ့ကစားသမားတွေလည်းကြပါတယ်စာဘိုစလိုင်းတယောက်တည်းကိုသူအားကိုဖက်တွယ်ပြီးတော့သွားနေလို့မရဘူးသူချန်ဆုံးကစားသမားကျွန်တော်ရှေ့မှာတွေကပြောခဲ့တာရှိတယ်စာဘိုစလိုင်းကိုသူတဲပြီးတော့နေရာပေါင်းစုံမှာထားကစားတယ် Florence West နေရာမရဘူးဆာလာကြလာတယ်ဆာလာ African ဖလားပွဲပြန်လာတဲ့နောက်ပိုင်းမှာအဆင်မပြေတာတွေကြုံရတယ်ခက်စစ်တန်းကလည်းစောကြီးတွေကပြင်သင့်တယ်ပေါ့နော်ဒါ Van Dijk ကပြုတ်ကျနေပြီ Van Dijk နဲ့တွဲတဲ့သူတွေကလည်းအဆင်မပြေလည်းမငြိမ်ဘူး Gomez ကလည်းရေရှည်တွဲခဲ့တဲ့ခြေစွမ်းမျိုးမဟုတ်ဘူး injury တွေပတ်သက်နေတယ်ပေါ့နော်အဓိကတော့ဒီ Liverpool ရဲ့ side နှစ်ဖက်ပေါ့အစွန်နှစ်ဖက်ကလည်းဘလို့မှအဆင်မပြေတဲ့အပိုင်းတွေရှိနေတယ်ပြဿနာတွေနဲ့တော်တော်ကြီးကိုတိုင်ပတ်တဲ့နှစ်လို့ပဲကျွန်တော်ကတော့သုံးသပ်ချင်တယ်ထပ်မှားလို့မရဘူးသူလည်း Chelsea တိုင်းပဲထပ်မှားရင်ရွာလဲလိမ့်မယ်ဥရောပပြိုင်ပွဲတွေဒီဟာတွေကလည်းပဲဒါဒီနှစ်မှာလီဗာပူးအတွက် balance ကိုမမျှစေတဲ့အချက်လို့ကျွန်တော်မြင်တယ်ပေါ့လူစင်းအင်အားမတောင့်တင်းတဲ့နှစ်တစ်နှစ်အဲ့ဒီအတွက်ကြောင့်မလို့အခုလက်ရှိရုံးနေရတယ်ဟုတ်နှစ်သင်းစလုံးအတွက်ကတော့ဘယ်ဥရောပပြိုင်ပွဲဝင်ခွင့်ရဒါ
ဒါကတော့သူတို့အတွက်အောင်မြင်သောနှစ် အမြတ်လို့ပဲပြောအောင် အဲ့ဒါပဲကျွန်တော်တို့ကတော့ပြောရနိုင်မယ် ဒီတစ်ပတ်မှာဆိုလို့ရှိရင် United ကတည်ကြတဲ့အချိန်မှာဒါဟို Chelsea ရော Liverpool ရောရှုံးပွဲကြုံတယ်ဂျားထဲမှာ Aston Villa ကနိုင်ပွဲပြန်ရတဲ့အတွက်ဒါ Villa က Chelsea နဲ့ Liverpool ရဲ့အထက်ကိုပြန်ရောက်လာတယ်ဗောလေဟုတ် Champions League ဝင်ခွင့်ကလည်းဒါတကယ်ကိုရာသီသိမ်းချိန်တစ်ထိစိတ်ဝင်စားစရာကောင်းတဲ့အချိန်တစ်ခုကိုတော့ဆက်ပြီးတော့ရောက်သွားတာဗော ဟုတ်ပါတယ် ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ဒီတစ်ပတ်မှာ Champions League ဝင်ခွင့်နဲ့ပတ်သက်ပြီးတော့အပြိုင်ဆိုင်ဖြစ်နေတဲ့အသင်းတွေရဲ့အကြောင်းကိုကျွန်တော်နဲ့ကိုထွန်းနိုင်ကအပြန်အလှန်ဆွေးနွေးသုံးသပ်သွားခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အစီအစဉ်တွေကိုကြိုက်နှစ်သက်တယ်ဆိုရင် Facebook, YouTube နဲ့ TikTok Channel တွေကို follow လုပ်ထားပေးဖို့မြတ်တာရက်ခံပါတယ်